မင်္ဂလာပါကျွန်တော်ဒီလိုမျိုးစေးမေးတဲ့ post တွေဆိုရင်ကျွန်တော်မဖြေတာများတယ်ပေါ့နော်ဒါပေမဲ့ဒီမှာကျတော့ဖြေမဲ့အကြောင်းရင်းနှစ်ခုရှိတယ်အဲဒါကြောင့်မဖြေပါဘူးနံပါတ်1ကကျတော့ကျွန်တော်စေးတွေမေးမဖြေဘူးပေါ့နော်မဖြေတော့ဒီတိုင်းပဲမပြီးသွားဘူးဘာဖြစ်လာလဲဆိုတော့ဒီအဲ့စေးမေးတဲ့ post ပိုင်ရှင်အောင်မှာ comment တွေမဲ့တယ်ဒါလေးနဲ့ဒါလေးစားကြည့်ပါလားဆိုပြီးတော့ဒီပြောရရင်တော့ဆက်စည်းလိုပုံစံတွေပေါ့နော်အဲ့ဒါပြင်ဘယ်မှမသိတဲ့စေးတွေပါလာနောက်တစ်ခါကျတော့သူတို့ထင်ရမြင်ရကြားဘူးတဲ့စေးအညွန့်တွေပါလာပါတော့အဲ့လိုဖြစ်မှာကြောက်လို့ဒါလေးကိုဖြေပါမယ်ပြီးဒုတိယချက်ကကျတော့ဒါဒီအစာချင်းပြန်တာတို့လေ့ကျင့်တက်တာတို့ဆိုတာဒါလူကြီးမှာပဲဖြစ်တာများတယ်ပေါ့နော်ဒါပေမဲ့အခုကျတော့ဒီတချို့ကလေးတွေမှာလည်းဖြစ်လာကြတယ်အဲဒါကြောင့်မို့ဒါ10နှစ်ရွယ်ကလေးမှာလေ့ကျင့်တက်လို့ပါစေးတောင်းမလဲဖြေပြပါအောင်ဆိုတာကိုဖြေပြမှာဖြစ်ပါတယ်အဲ့တော့နံပါတ်1ကကျတော့စီးပဲပြောအောင်ပေါ့နော်လွယ်လွယ်ကူကူရတဲ့စီကဒါလူကြားလူတီးလည်းများတဲ့စီပဲပြောမှဆိုရင်AH လို့စီတောက်လို့ရပါတယ် creamy S လို့စီတောက်လို့ရတယ်နောက်စီလိုဆိုခြင်းလိုမျိုးဒီဝါစာစီပြားလေးပေါ့နော်အဲ့ဒါလေးတောက်လို့ရပါတယ်နော်အဲ့လေးကလေးကိုတိုက်လို့ရတယ်တစ်လုံးလောက်တိုက်ပေါ့နော်ပို့ပြီးတော့ effective ဖြစ်နေတယ်ဆိုရင်ဒီရေနဲ့တခါလေးမျောချမျိုးမလုပ်ဘဲနဲ့တဖြည်းချင်းဝါစာပေါ့နော်ဝါစာပြီးမှကလေးမျိုးချခိုင်းလိုက်အဲ့ဒါဆိုရင်တက်တာတယ်ပေါ့နော်အဲ့ဒါကစီးကိုတခါလေးဖြည့်လိုက်ပါပေါ့နော်အဲ့တော့ဒီမှာပြောချင်တာကကျတော့စီးဆိုတာတဲ့ဒီလိုကလေးဒီရွယ်ကလေးတွေမှာဒါပဲဖြစ်တယ်ဆိုတာရှားတယ်ဒါပေမဲ့ဘာကြောင့်ဖြစ်ရတယ်လဲပေါ့နော်ဘာကြောင့်ဖြစ်ရတယ်ဆိုရဲအကြောင်းရင်းကိုရှားစေချင်ပါတယ်ကလေးမိဘအနေနဲ့ပေါ့နော်အဲ့တော့အရင်တော့ကျွန်တော်တို့ခေတ်တွေမှာကျတော့အဲ့ဒါဖြစ်တာတိတ်မရှိဘူးပေါ့နော်ဖြစ်နိုင်ရင်ရှိတာကျတော့ဒီ stress လဲနည်းလို့နေပါလိမ့်မယ်နောက်တစ်ခုကကျတော့ကလေးကပြောတော့ပါကစားလိုက်စားလိုက်နဲ့ ACD ရောဂါတိတ်ဖြစ်တောင်ဖြစ်ခဲ့ပေါ့နော်အခုကျတော့ကလေးတွေမှာလည်း stress တွေများလာတယ်နောက်တစ်ခုကတော့အရေးကြီးတာကတော့ဒီမုံစည်းတဲ့အစားအစာတွေပေါ့နော်ကလေးအများစုစားတဲ့စားစာတွေဟိုတလောမှကျွန်တော်တွေးလိုက်သေးတာဆိုတော့ဒီ ready made တာမဟုတ်ဘူးပေါ့နော်ခွက်ကလေးနဲ့ထည့်ထားတဲ့အချိုရည်တွေပါကလေးကတောက်ကြရပေါ့နော်အဲ့လိုမျိုးအချိုရည်တွေမတည့်ဘူးဆိုတာရှက်တို့ကျွဲရိုင်းတို့စသဖြင့် gas ပါတဲ့အဖုံးဖောက်လိုက်တာ share ဆိုအတန်ညီတဲ့အဲ့လိုbeverage တွေကလေးကိုမတိုက်တယ်ပါဘူးအဲ့ဒါကြီးကကလေးအတွက်အစင်လည်းမပြေဘူးအစားလည်းမဝင်ဘူးပြီးတော့ဒီ gastritis ဆိုရဲအစာအိမ်ရောင်းတာတွေထိပါဖြစ်နိုင်တယ်ပေါ့နော်နောက်တစ်ခုကကျတော့အရွယ်မတိုင်သေးဘဲနဲ့အချင်းအဆက်တွေကလေးသိမ့်မကျွေးနေပေါ့နော်ဒီငရုတ်သီးတို့ဘာလို့မကျွေးရအောင်ဆိုတာတော့သိတယ်ဒါပေမဲ့လို့တစ်ခါလေး spicy ဘာကြီးစားခြင်းနဲ့ဆိုလို့ကျွေးမိတာနောက်ပြီးချင်းချင်းဆက်ဆက်ကြီးတွေအများကြီးကျွေးတာအဲ့လိုဆိုရင်လည်းကလေးကဆိုးတယ်ပါတယ်အဲ့တော့ဒါကိုအဓိကပြောချင်လို့ဖြစ်တယ်ပေါ့နော်တောက်စီတောက်ရှင်နေဆိုရင်တော့ကျွန်တော်ခုနညွှန်တဲ့စီကိုတိုက်ရင်တော့ရပါတယ်ဒါလည်းအချိန်တိုင်းတော့မတိုက်စေချင်ဘူးတစ်ခါတလေပဲတိုက်ပေါ့နော်အဓိကတော့သူ့ရဲ့ diet ကိုထိန်းရအောင်ပေါ့နော်